sauce လေးနဲ့နည်းနည်းလေးအဲ့ဒါကိုမှ sauce နှစ်မျိုးဆက်စားတာပို့ပြီးတော့ပေါင်းတယ်နော် Hello အားလုံးပဲမင်္ဂလာပါ Zoe White Page ကမဲခိုင်ပါဒီနေ့မှာတော့မဲခိုင်ကနှစ်ပေါင်း60ကျော်တက်တန်းရှိတဲ့ချက်စီထမင်းဆိုင်လေးကိုပြောပြမှာဖြစ်ပါတယ်ဆိုင်လေးကတော့ပတ်ချရာဘူရီ30ပလက်တီယမ်မောနဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ကိုဝမ်ပရာဒူနန်ဆိုတဲ့ဆိုင်လေးဖြစ်ပါတယ်သူစီမှာတော့ချက်စီထမင်းကတော့နာမည်ကြီးပါပဲလူတွေလည်းစောင့်ပြီးတော့တန်းစီပြီးတော့စားရပါတယ်မဲခိုင်လူရောက်သွားတဲ့အချိန်ကတော့12နာရီဝန်းကျင်ဖြစ်တဲ့အတွက်ရှေ့မှာတော့ဝိုင်းလေးတွေစောင့်ရပါတယ်ကြက်သားအပြင်ကိုကြက်သေးမြစ်တို့ဝက်စတူးတို့လည်းရပါတယ်နော်ဒါပေမဲ့မဲခိုင်တို့ကတော့ကြက်သားနဲ့ပဲစားခဲ့ပါတယ်အခုစားခဲ့တဲ့ဆိုင်လေးကတော့ original short လေးပေါ့နော်ကြက်စီထမင်းအသားနဲ့ကိုသူကပတ်50ပါမဲခိုင်တို့ကကြတော့ထမင်းတီးတန်အသားတီးတန်မှာပါတယ်တခြားကစုံရွက်ကြော်တို့ကြက်ရိုးစွပ်ပြုတ်တို့လည်းမဲခိုင်တို့မှာစားခဲ့ပါတယ်Hello အားလုံးပဲမင်္ဂလာပါ Zoe White Page ကမဲခိုင်ပါမဲခိုင်အခု Palladian ရှေ့မှာရှိတဲ့ကိုဝမ်ပရာဒူနန် Chicken Rice ကိုရောက်နေတယ်။သူကတော့1960တဲ့ဆိုနှစ်ပေါင်း65နှစ်ရှိပြီပေါ့နော်။ဒါကတော့ original ဆိုင်။ပြီးလို့ရှိရင်မဲခိုင်ဗီဒီယိုလေးနဲ့ပြပေးမယ်နော်။အခုတော့မဲခိုင်လူချက်စီတမင်မှာတာမရသေးဘူးဒီမှာမဲခိုင်မှာထားကတော့ဇွန်ရကြော်လေးမှာထားရတယ်။ကြက်ရိုးပြုတ်လေးမှာထားတယ်။ကဲဒီမှာပြီးတော့မဲခိုင်တို့ကဒီမှာတငယ်ချင်းနေနေဆိုတော့ကြက်သားကိုပွဲကြီးပဲမှာလိုက်တယ်ကွာပြီးတော့ကြက်စီထမင်းတယောက်တစ်ပွဲပေါ့နော်ဒီမှာထမင်းလေးကတော့ရပါထမင်းလေးကတော့ဝင်းနေရမယ်ကဲဒီမှာပွဲကြီးမှာလိုက်တာဒါဘတ်440ပေါ့နော်ဒါကတော့9ယောက်သာစားလို့ရ share လုပ်လို့ရတယ်ဒီမှာတော့ပဲသွေးလေးလည်းမှာလိုက်တယ်နော်ပဲသွေးကတော့ဘတ်200ပေါ့နော်ကဲစားပါတော့မယ်ဒါလေးကိုမှချက်ပေါင်းဆိုတော့မဆိုင်ဘူးကsauce လေးနည်းနည်းလေးစမ်းစားမယ်ပေါ့နော် sauce ကိုအသားကိုအရင်ပြီးကြည့်ပါမယ် sauce နဲ့တွဲထားတဲ့အသားကိုပေါ့နော်စသားရတယ်သူကနည်းနည်းပေါ့ရဒါပေမဲ့ sauce ကကြောင့်နည်းနည်းချိုတဲ့ဘက်ကိုသွားတယ်နော်သူက sauce လေးနဲ့စားပါမယ်တက်စီတမဲကတော့နည်းနည်းခုမှထည့်မယ်ချင်းလေးနဲ့မြည်မယ်ပေါ့နော်တိုင်းငပိရတာလေသူကကြောင့်နည်းနည်းချင်းတဲ့ဘက်ကိုသွားအဲ့ဒါလေးနဲ့မှသူက perfect သူ့ရဲ့ sauce နဲ့ရမှာလေပို့ပြီးတော့ကောင်းတာကြက်သွေးပေါ့နော်ဒီမှာကျတော့一三千妞，刚没了，老是咋讲的？一三个，就摸摸，星星的，3多讲的，都是枫树里的，那啥么喏？多少？奶奶。ပေါ်ရပါကူသွားတယ်ဒီမှာဘယ်ရတာလဲကောင်ဘူးကြီးအဲ့ဒါကိုဒီ sauce လေးနဲ့လေအဲ့လိုလေးစားမယ်ကွာအေးလုံးဝပြေသွားတယ်ရှင်အဆက်ရတော့တော်တော်ကောင်းတယ်ညလာမေးသူ့ sauce လေးနဲ့စားမှအရင်ကောင်းအားရလုပ်ငန်းလေးတွေနော်သူကချိုးမထင်တာမချိုးအချိုးပေါ့တယ်ဒီကဘာနဲ့သွားတူလဲဆိုတော့အာဟာရဆော်ရည်လို့ပြောနေအဲ့လိုအရသာမျိုးနဲ့သွားတူတယ်သူ့ရဲ့အရသာလေးကလေကောင်းတယ်မောပြေပါကောင်းတယ်ဒီကနေပြီးတော့အယိုးလေးနည်းနည်း
စားပါမယ်ဒီကြက်သားလေးsauce နဲ့စားမှာပဲကောင်းတယ်ပေါ့နော်။ဘာလို့လဲ။တသားတော့ပေါင်းထားတာဆိုလေ။ဆိုရတာဝင်လို့ sauce လေးနဲ့စားမှာ။အယိုးဆိုတဲ့အတိုင်းပဲပေါ့နော်။အသားလေးထွာထားတော့ဒါမဲ့လေအသားလေးတော့နည်းနည်းကျန်သေးတယ်အဲ့လေးစားလို့မဆော့သေးနေနည်းနည်းလေးအဲ့ဒါကိုမဆော့နှစ်မျိုးဆက်စားတာပြီးတော့ပါမယ်နော်ice tea ရဲ့ရိုးရိုးအခုမပါဘူးရိုးတယ်နော်ဒီနေ့ကျအောင်ဒီပဲထည့်ထားတာ